crush ကကိုယ့်ပေါ်မှာဘယ်လိုခံစားချက်မျိုးရှိလဲဆိုတာကိုသိချင်ရင်ဒီဗီဒီယိုကိုမကြော်သွားနဲ့နော်အားလုံးပဲမင်္ဂလာပါရှင်တဲရဘိုင်အီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်ခေါင်းစဉ်ကတော့ crush ကကိုယ့်ပေါ်မှာဘယ်လိုခံစားချက်မျိုးရှိနေလဲပေါ့နော်ဒါလေးကတော့ပိုင်1ပိုင်2ပိုင်3ပါရှင် personal reading မေးချင်တဲ့သူတွေထဲတော်မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ် Viber Telegram ကနေ voice mail နဲ့တေချာလေးဟောပေးပါတယ်နော်ပိုင်ဝမ်လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်ဝမ်လေးရဲ့ crush ကပိုင်ဝမ်လေးအပေါ်ဘယ်လိုခံစားချက်ရှိနေလဲဆိုတော့လေတကယ်တော့လေသူပိုင်ဝမ်လေးကိုကြည့်ရဲ့အကြည့်တွေကတခြားသူတွေနဲ့မတူဘူးပေါ့နော်တခြားသူတွေကိုကြည့်ရဲ့အကြည့်တွေနဲ့မတူထူးကြတယ်ပိုင်ဝမ်လေးကသူ့အတွက်တော့တနေ့တာရဲ့ပင်ပန်းနွမ်းနယ်မှုကိုမေ့ပြောက်သွားစေနိုင်တဲ့ပန်းချံလေးတစ်ခုလိုပဲကွယ်သိလား။ तू ကပိုင်ဝမ်လေးနားမှာရှိနေရင်အရန်ကိုလုံခြုံနေလို့ခံစားရတယ်။ပိုင်ဝမ်လေးကိုလည်းတန်ဖိုးထားပါတယ်။ပိုင်ဝမ်လေးရဲ့နှွေးထွေးမှုတွေဂရုစိုက်မှုတွေရင့်ကျက်မှုတွေကသူ့ကိုဆွဲဆောင်နေတယ်လို့ပဲခံစားရတယ်။ပိုင်ဝမ်လေးနဲ့ဆိုရင်ရေရှည်သွားခြင်းတဲ့စိတ်ကလေးလည်းသူဖြစ်နေတတ်တယ်ပေါ့နော်။ဒါပေမဲ့ဒီလူကအပြင်ပန်းမှာတော့နည်းနည်းလေးADနိုင်နေလိမ့်မယ်တကယ်ကပိုင်ဝမ်လေးအကြောင်းတွေကိုသိခြင်းဆက်စုခြင်းနေတာရယ်ပိုင်ဝမ်လေးရဲ့ crush ကပိုင်ဝမ်လေးပေါ်မှာ serious ဆန်တဲ့ခံစားချက်တွေရှိနေပါတယ်ပိုင်ဝမ်လေးအားလုံးပဲဂျင်းနဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးရဲ့ crush ကလေပိုင်တူးလေးဘေးနားမှာရှိရင်ပိုင်တူးလေးနဲ့စကားပြောနေရရင်သူ့တကူလုံးဓာတ်လိုက်တယ်လို့မျိုးပဲတစ်ဖြက်ဖြက်နဲ့ရင်းနေခုန်ပြီးတော့စိတ်လှုပ်ရှားနေတတ်တယ်ပိုင်တူးလေးနဲ့ပိုင်တူးလေး crush ကလေတွေ့ရမယ်ကံပါလို့ကံကြမ္မာရစုံစည်းပေးလိုက်တယ်လို့တော့ပြောလို့ရတယ်အပေးယူတွေကအရန်နေတဲ့နေရပါတော့ပိုင်တူးလေးနဲ့ဆိုရင် तू ကအဲ့လိုတက်ကြွတဲ့ချက်ဖာဖြစ်နေတတ်တယ်ပိုင်တူးလေးနဲ့ပိုင်တူးလေး crush ကတခုခုတော့ဖြစ်တော့မယ်လို့ထင်တယ်နီးစပ်တော့မယ်လို့ပြောချင်တာပါပိုင်တူးလေးတွေ crush ကို manifest များလုပ်နေလားပေါ့နော်ပိုင်တူးလေးရဲ့ crush ကပိုင်တူးလေးစီကိုတရှိန်ထိုးပြေးလာခြင်းနေတာပိုင်ဆိုင်ခြင်းတဲ့စိတ်တွေလည်းဝင်နေတာမျိုးတွေ့ရတယ်။သူပိုင်တူးလေးကိုဘယ်လိုခံစားချက်မျိုးရှိလဲဆိုတာကိုဝေဝဝဖြစ်ခဲ့တဲ့အချိန်တွေကကုန်သွားပြီလို့ပြောလို့ရတယ်။ပိုင်တူးလေးကိုဖွင့်ပြောလာတာမျိုးသူသဘောကျနေချောင်းပေါ့နော်။အရေးရောင်ကြီးပြလာတာမျိုးလေးတွေလှုပ်လာပါလိမ့်မယ်။ပိုင်တူးလေးအားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်။ဒီမှာ the level ကတ်လေးကိုနည်းနည်းလေးအုပ်မယ်ပေါ့နော်။နည်းနည်းလေးအုပ်ထားလိုက်မယ်ဒါလေးနဲ့ပဲဆိုတော့ပိုင်တူးလေးနဲ့တစ်ဖက်သူပေါ့နော်ပိုင်တူးလေးရဲ့ crush နဲ့ကမထင်မှတ်ထားတဲ့အချိန်မျိုးမှာစုံစည်းခဲ့ရတာမျိုးလားပေါ့ကံကြမ္မာရဲ့စီစဉ်မှုလေးတစ်ခုကြောင့်မို့လို့သူနဲ့တွေ့ဆုံခဲ့ရတာဖြစ်တယ်ပေါ့နော်သူကပိုင်တူးလေးကိုတိတ်လေးစောင့်ကြည့်နေတတ်တယ်ပိုင်တူးလေးရဲ့စိတ်နေစိတ်ထားတွေအပြုအမူတွေဒီ lifestyle တွေကအစခရူးတဆိုင်နဲ့စောင့်ကြည့်နေတတ်ပါတယ်ပိုင်တူးလေးရဲ့ crush ကလေစိတ်ကစားတဲ့အရွယ်မဟုတ်တယ်လို့မျိုးစိတ်လည်းမကစားတတ်ဘူးလို့တွေ့တယ်ပေါ့နော်သူကပိုင်တူးလေးကိုသူနဲ့လိုက်ဖက်တယ်လို့တွေးနေပြီပိုင်တူးလေးကိုတွေးလိုက်တိုင်းသူက soulmate energy လေးကိုခံစားရတယ်ဒီမှာ the level ကလည်းကြာထားရပေါ့နော်ပြလို့မရအောင်ပုံနေရလေဆိုတော့ဘန်းခံရမှာဆိုလို့ဆိုတော့ပိုင်တူးလေးကိုသူနဲ့လိုက်ဖက်တယ်လို့တွေးနေပြီပေါ့နော်ပိုင်တူးလေးကိုတွေးလိုက်တိုင်းသူကသူ့ရဲ့ soulmate လေးပေါ့အဲ့လိုခံစားရတယ်သူ့မှာလေတခြားရွေးချယ်စရာတွေရှိကောင်းရှိနေလိမ့်မယ်ဒါပေမဲ့ပိုင်တူးလေးကအားလုံးထဲမှာ highlight ထားသလိုမျိုးပေါ်လွင်နေတာပေါ့နော်သူ့ရင်ထဲကိုရောက်နေတာလို့ပြောလို့ရတယ်ပိုင်တူးလေးရဲ့ crush ကပိုင်တူးလေးနဲ့အဆင့်တက်ဖို့အတွက်ကိုစူးစမ်းလာတော့မယ်လို့တွေ့ပါတယ်ပိုင်တူးလေးအားလုံးပဲဂျင်းနဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်